အမြဲတမ်းသူတို့ record လေးနဲ့လာပြီးတော့ကျွန်တော်ပါကြည့်ရတာပေါ့သူတို့လည်းရှင်းပြပါတယ်အမြဲတမ်းသူတို့လာပြီးတော့ဟိုတလားတခါလာစစ်ပေးပါနာမည်လေးကတော့ဦးသိန်းတို့ပါကျွန်တော်တို့လုပ်ငန်းကတော့နှမ်းခွန်ချွန်းတဲ့ဘဲတန့်စင်လုပ်ငန်းလုပ်ကိုင်ပါတယ်ရွှေပြည်သာစက်မှုဇုံနှစ်မှာဖြစ်ပါတယ် PTI မီးစက်ဒါဟိုတော့ကျွန်တော်တထေးရဲ့အားနေတဆင့် PTI မီးစက်ဟိုသွားကြည့်ပါဆိုလို့ကျွန်တော်အဲ့ကနေစပြီး PTI နဲ့စရင်းနေခဲ့ပါသူပြောရမှာဆို PTI ဝန်ထမ်းတွေကအားလုံးဝန်ဆောင်မှုအကုန်လိုအပ်တာပေါ့ကောင်းပါတယ်ဟိုလိုအပ်တာမသိတာလည်းရှင်းပြရတယ်လိုအပ်တာတွေလည်းသူတို့ဆောင်ရွက်ပေးပါတယ်နားမလဲတာလည်းသူရှင်းပြပေးပါတယ်ဒီတိုင်းဝန်ထမ်းတွေကကောင်းပါတယ်မိဆက်လုပ်ငန်းအခြေအနေအတွက်အမြဲတမ်းသူတို့ record လေးနဲ့လာပြီးတော့ကျွန်တော်ပါကြည့်ရတာပေါ့သူတို့လည်းရှင်းပြပါတယ်အမြဲတမ်းသူတို့လာပြီးတော့ဟိုတလားတခါလာစစ်ပေးပါမိဆက်ကစက်ရုံတရုံမှာလုပ်ငန်းတစ်ခုအတွက်မိဆက်မရှိရင်ကိုမဖြစ်တဲ့အခြေအနေပါမီးစက်ရှိမှလည်းလုပ်ငန်းလည်ပတ်မှု production ထုတ်လုပ်မှုကအကုန်လုံးအဆင်ပြေမှာပါမီးစက်မရှိလို့ရင်တော့အဆင်မပြေနိုင်ပါဘူးလို့ကြံပြုခြင်းလဲဆိုတော့ကျွန်တော်တို့ PTI ကမီးစက်တွေကိုဝယ်ယူပေးပါလို့အကြံပေးခြင်းပါ